ဒီမှာကျွန်တော် YouTube ကပါဘယ်လိုတင်ရမလဲဆိုတော့ကျွန်တော်ပြပြမယ်ဆိုတော့အရင်ဆုံးဒါ ChatGPT မှာကျွန်တော်ဘယ်လိုရေးထားလဲဆိုရင်ဒါ YouTube ကပါ banner site ဖန်တီးပေးပါတယ်ပေါ့နော်။မျိုးလေးရေးထားပြီးတော့ဒီမှာထုတ်ထားတယ်။ဆိုတော့ကျွန်တော်တို့ logo လေးရောကျွန်တော်ထည့်ထားပေးရဆိုတော့ကျွန်တော်တို့ဒါ YouTube မှာတွားပြီးတော့ဒါလေးကိုလုပ်ကြည့်ရအောင်။ဆိုတော့ YouTube ရေဝင်ပြီးရင်ကျွန်တော်ဒီရဲ့ကင်မရာပုံစံလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်။နှိပ်ပြီးတော့မှကျွန်တော်တို့ကလာရဲ့ choice ကိုရွေးလိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒါခဏကယူရဲတယ်ဒီ AI နည်းပညာဆိုတာဒါလေးအဲ့ဒါလေးပေါ့နော်အဲ့လိုကျွန်တော်တို့ယူမယ်ယူပြီးတော့မှဒီလိုလေးလုပ်မယ်ဆိုတာအဆင်မပြေဘူးပြတိလားအားလုံးလည်းမပေါ်တဝက်တစ်ပြက်ကြီးဖြစ်နေရဆိုတော့ကျွန်တော်တို့ဒီကနေထွက်လိုက်မယ်ထွက်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ကံပါတွေကိုကျွန်တော်တို့တွားလိုက်မယ်ကံပါတွေကိုတွားပြီးရင်ကျွန်တော်ဒါလုပ်ထားပါတော့ကျွန်တော်ဒီပုံစံလေးလုပ်ထားတယ်အဲကျွန်တော်တို့ဒါကံပါထဲမှာကိုယ့်ကိုဆွဲကျင်နေရတယ်မဆွဲကျင်ဘူးဆိုရင်ကျွန်တော်ဒီလိုမျိုး AI နဲ့ထုတ်ထားပြီးသားကိုကျွန်တော်တို့ဒီဟာလေးထည့်ထားတာပေါ့နော်ကျွန်တော်အားလုံးကိုဖြည့်ပြီးတော့ဒီလိုအချိုးတိုင်းလေးကျွန်တော်ထည့်ထားလိုက်တာပေါ့ဒီလိုထည့်ထားလိုက်တာဆိုရင်ဆုံးကျွန်တော်အစအနေပြန်ပြပေးမယ်ပေါ့ဖုန်းထဲကိုကျွန်တော်တွားလိုက်မယ်ဖုန်းထဲကိုတွားပြီးရင်ကျွန်တော်တို့ဒီမှာ YouTube banner ဆိုပြီးတော့ရိုက်ချလိုက်မယ် YouTube channel banner ပေါ့နော်အဲ့လိုလေးရိုက်ချလိုက်ပေါ့ဗျာ YouTube banner လို့လည်းရိုက်ချလို့ရတယ်အဲ့လိုရိုက်ချပြီးရင်ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ဒီဟာလေးရွေးလိုက်မယ်ဒီဟာလေးပေါ့နော်ထိခါလေးကျွန်တော်ရွေးလိုက်မယ်ရွေးပြီးရင်ဒါကိုဖန်တီးခြင်းလည်းရတယ်ဆိုတော့ဒီရဲ့ channel သူတို့ရေးထားတဲ့ channel လေးမှာကျွန်တော်တို့ရဲ့နာမည် channel ပေါ့နော်အစားထိုးလို့လည်းရတယ်ဆိုတော့ကျွန်တော်တို့ဒါလေးကိုရပြီဆိုတော့ဒီဟာလေးကိုကျွန်တော်ခဏလောက်စောင့်လိုက်မယ်โอเคခဏဆောင်ပြီးဒီလိုမျိုးအောက်ကနေဒီလိုဘာတန်းလေးပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုရင်ကျွန်တော်ဒီရဲ့ပုံလေးကိုဒီလိုလက်နှစ်ဖက်နဲ့အဲ့လိုလေးချဲ့လို့ရတယ်နော်လက်နှစ်ဖက်နဲ့ချဲ့လို့ရတယ်ကျွန်တော်ဒါနည်းနည်းကြောင်နေတာပေါ့နော်အစာပိုင်းဒီလိုလေးချဲ့ပြတာကျွန်တော်ဒီရဲ့စာသားလေးကိုထောက်ကြည့်လိုက်ဗျာထောက်လိုက်ဒီလို test လေးပေါ်လာရင်ဒါကျွန်တော်တို့ဒါဒီမှာ edit ဆိုတာလေးရှိတယ်ကျွန်တော်ကိုယ်တိုင်လည်း edit လုပ်ရတယ်ပေါ့နော်ဟို AI နဲ့ကဟိုအစာလေးပုံတွေမတုံးကျင်နဲ့ edit လုပ်ရတယ်ကျွန်တော်ဒီမှာ AI လို့ပဲရေးလိုက်မယ်တစ်လုံးနဲ့ပဲရေးလိုက်မယ်ပြင်ဒီ aman ရှစ်လေးထည့်လိုက်မယ်ဒါဆိုရင်ဒါ AI ပြောင်းသွားပြီဒါလေးဒီမှာအောက်ကစာလေးပေါ့နော်ဒါလေးကိုကျွန်တော်ဖြည့်ချင်တယ်အောက်ကစာလေးကိုဖြည့်ချင်တယ်ဆိုရင်ဒီမှာဖြည့်လိုက်လို့ရတယ်အစားထိုးရင်လည်းအစားထိုးလို့ရေးလိုက်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီရဲ့ AI ဆိုရတာလေးကိုဖြည့်လိုက်မယ် GPT မှာထုတ်ခဲ့တဲ့ပုံလေးအစားထိုးမှာဆိုတော့ဒီရဲ့ကလာလေးကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးရင်ဒီထဲမှာကျွန်တော်တို့စီးခဲ့တယ်ပေါ့နော်စီးခဲ့တဲ့ပုံလေးကိုကျွန်တော်ထည့်လိုက်မယ် AI နဲ့နည်းပညာဆိုတော့ edit ထည့်လိုက်မယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကိုထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါမှာထောင်းလေးတွေရှိရပေါ့နော်ဒီထောင်းလေးတွေမှာကျွန်တော်တို့ဒါအကြီးအသေးအဲ့လိုမျိုးအကြီးသေးဆိုတော့ကျွန်တော်တို့ဒါအနောက်ကပုံနဲ့ချိန်ပြီးတော့ကျွန်တော်တို့ဒါညှိလိုက်မယ်ပေါ့နော်ညှိလိုက်မယ်ဒီလိုလေးညှိလိုက်မယ်ညှိပြင်တော့အလေဆုံးမှာလေးထားပေးပါနော်အလေဆုံးမှာထားပါအလေလေးမှာထားပါမရလို့ဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ YouTube ရဲ့ကာဘာမှာမရအောင်ဆိုရင်ဒီနေရာမှာချိန်ပြီးတော့တစ်ချက်လောက်ပြန်ပြီးတော့လုပ်ပေးပါပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဟာရပါပြီဆိုရင်ဒီရဲ့ save ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ် save ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ခဏစောင့်ပေးလိုက်မယ်ပြီးရင်ဒီပုံလေးကကျွန်တော်တို့ရဲ့ကလာရဲကိုကျွန်တော်ရောက်ပါမှာရောက်လားမရောက်ဘူးလားဆိုတာလည်းကျွန်တော်ပြပေးမယ်ပေါ့နော်ဆိုတော့ဒါလေးတစ်ချက်ပြီးသွားရင်တော့ဒါရပါပြီဆိုတော့ဒီမှာကိုယ်တိုင်ဖန်တီးခြင်းလည်းရတယ် AI နဲ့ဖန်တီးပြီးတော့ထည့်မယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒါအချင်းကုန်မခံယူဘူးဆိုတဲ့လူတွေအတွက်တော့ဒါ AI နဲ့ဖန်တီးပြီးတော့ဒီလိုလေးကြည့်ကြလေးအချင်းပြအောင်လုပ်ပေးပါပေါ့နော်ကျွန်တော် AI နဲ့ကကြတော့ကာဘာဆိုက်ကခဏမှပြထားတဲ့အတိုင်းမညီဘူးပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေတဲ့အတွက်ကျွန်တော်ကဒါကံပါမှာလာချင်းတာပါကံပါမှာအဆင်ပြေပါတယ်ဆိုတော့ကျွန်တော် YouTube ရဲ့ကိုYouTube ရဲ့ကိုပဲကျွန်တော်တွားပြလိုက်တော့မယ်ကလာရဲတွားတော့ဆိုတော့ပြီးရင်ကျွန်တော်ဒီရဲ့ကင်မရာလေးကိုနှိပ်ပြီးတော့ကျွန်တော်ခဏကပိုတိုလေးစီးရဲ့ပိုတိုလေးမှာရောက်နေမယ်ဆိုတော့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော် auto device ဆိုတာလေးမှာတွေ့လာမတွေ့ဘူးဒီ auto device လေးကိုကျွန်တော်တို့ဒါနှိပ်ထားမယ်ပေါ့နော်နှိပ်ပြီးတော့ဒီလိုလေးပုံလေးကိုဒီလိုလေးလက်လေးနဲ့အဲ့လိုလေးဖိပြီးတော့ကျွန်တော်ဒီလိုလေးတွားလိုက်မယ်ဒီလိုလေးတွားပြီးကျွန်တော်တို့ဒါတီချာလေးချိန်လိုက်မယ်ပေါ့နော်လက်လေးကိုဒီလိုကျုံလိုက်ချဲလိုက်အဲ့လိုမျိုးလေးလုပ်ပေးပါလုပ်ပြီးတော့ကျွန်တော်တို့ဒါကွက်တီကြတီချာလေးချိန်ပေးလိုက်ပါโอเคအဲ့လိုလေးပေါ့နော်ဒါရပြီပေါ့နော်ဒီလောက်လေးပဲထားလိုက်မယ်နော်ကျွန်တော်တော့ဒါโอเคလောက်ဆိုရင်ရပြီ auto device ဆိုတာလေးချိန်ပြီးကျွန်တော်ဒါ zip ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဒီမှာ zip ဆိုတာလေးပေါ့နော်ဒီထိတ်ကzip ဆိုတာလေးနှိပ်လိုက်မယ်ကျွန်တော်ဒါနှိပ်လိုက်ပြီပေါ့နှိပ်လိုက်ရင်ကျွန်တော်ဒါတစ်ချက်ဆုံးကြည့်ပါโอเคဒါဆိုတော့ channel banner average successfully ပေါ့နော်ဒါဒီလိုလေးပြအောင်မြင်သွားပြီပေါ့ channel ထဲတာအောင်မြင်သွားပြီဆိုတော့ပေါ့ဗျာโอเคဒီတော့ဒီကနေထွက်လိုက်မယ်နောက်ထွက်ပြီးတော့ဒီလိုလေးဖြစ်သွားမယ်ပေါ့နော်ဒါဒီလိုပုံစံလေးကပို့ပြီးအဆင်ပြေတယ်ကျွန်တော်တို့ဒါ banner ဆိုပြီးတော့ကျွန်တော်ပြောင်းရင်လည်းဒါအစိုက်ကမညီဘူးဖြစ်နေပေါ့နော် AI မှာကျတော့အဲအကြောင်းကျွန်တော်ကကံပါနဲ့လုပ်ပြဖြစ်ပါတယ်ဆိုတော့ဒီလိုလေးရပါပြီပေါ့နော်ဒါဆိုရင်ဒါအဆင်ပြေသွားပြီကျွန်တော်ဒါ ChatGPT မှာထုတ်ပြီးပြီ Gemini မှာထုတ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒါအဆင်မပြေဘူးဆိုရင်တော့ဒါကံပါလေးမှာကျွန်တော်ပြောတဲ့အတိုင်းလုပ်ပြီးတော့ချိန်ပေးပါ Okay တကယ်လို့နားမလဲတာမတိတာကျွန်တော်မေးချင်တာပါညာရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကိုပဲလာပြီးပါလို့ကျွန်တော်ပြောချင်တယ်ကျေးဇူးပါ